ကားသုံးရန်ကုန်မှာရှိနေတဲ့ကျွန်တော်တို့ Bluetooth OBD ကောင်းလေးတွေနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျာဒါလေးရဆိုလို့ရှိရင်ကျွန်တော်ရှိမှရှိနေတဲ့ Bluetooth OBD ကောင်းတွေထဲမှာဈေးသက်သာဆုံးဖုန်းနဲ့တွဲသုံးရတဲ့ Bluetooth OBD ကောင်းဖြစ်ပါတယ်ကုန်းဝေကထုတ်ထားတဲ့ Max OBD ဖြစ်ပါတယ်ခင်ဗျာကိုဖတ်လို့ရမယ်ကိုဖြတ်လို့ရမယ် live ဖြစ်တဲ့ကြည့်လို့ရပါမယ်ခင်ဗျာပြီးတော့ full system automatic စစ်ပေးနိုင်တဲ့ scanner မျိုးစားလေးဖြစ်ပါတယ်ခင်ဗျာ Android လည်းရမယ် iOS လည်းရမယ်ပြီးလို့ရှိရင်နောက်တစ်ခုကတော့ကျွန်တော်တို့ကုန်းဝေကထုတ်ထားတဲ့ key ဓာတ်ရက်ဖြစ်ပါတယ်ခင်ဗျာအလေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကုတ်ဖတ်မယ်ကုတ်ဖြတ်မယ် live ဖြစ်တဲ့ကြည့်လို့ရတဲ့အပြင်သူ့ရဲ့အားသာချက်ကတော့ actuation test ပါလုပ်လို့ရမယ်စက်ကလေးဖြစ်ပါတယ်အားနည်းချက်ကတော့ကျွန်တော်တို့ high jet တို့ဘာလို့စစ်လို့မရပါဘူးခင်ဗျာ PRS နဲ့အတော်တန်တဲ့စက်ကလေးဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့သင်္ကားထုတ်ထားတဲ့သင်္ကား BD6 လေးဖြစ်ပါတယ်ဒီစက်ကလေးကတော့ internet လိုပါမယ်ခင်ဗျာ live time update ရတဲ့စက်ကလေးဖြစ်ပါတယ်ကုတ်ဖတ်မယ်ကုတ်ဖြတ်မယ် live ဖြစ်တဲ့ကြည့်မယ် actuation တက်တော့မရပါဘူးခင်ဗျာဒါလေးရှိမယ်ပြီးလို့ရှိရင်နောက်ပြီးတော့ကျွန်တော်စီမှာရှိရတာသင်္ကားပဲထုတ်ထားတဲ့သင်တိုက်ရက်လေးရှိမယ်ဗျဒီကောင်လေးရလို့ရှိရင်ဒီနေ့တခါတော့တန်းတိုးရတယ်ဒါပေမဲ့စက်ကြီးလုပ်လို့ရတဲ့ function တွေတော်တော်များများဒီစက်ကားလုပ်လို့ရတဲ့အဆက်အမျိုးအစားဖြစ်ပါတယ်ဒါလေးလည်းရှိမယ်ခင်ဗျအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့စီမှာ VDAN ကထုတ်ထားတဲ့ VDAN iSmart တိုက်ရက်510 Pro ဆိုတဲ့ဟာလေးရှိပါမယ်ခင်ဗျ reset function 28မျိုးပါဝင်ပါတယ်ကုတ်ဖတ်ကုတ်ဖြတ် live data ကျွန်တော်တို့စုံလင်သွားရတဲ့အဆက်ကလေးဖြစ်ပါတယ်ကျွန်တော်တို့တရုတ်ကဂျပန်က EV ကားတွေပါစုံလင်သွားပါဝင်ပါတယ်ခင်ဗျပြီးလို့ရှိရင်နောက်တစ်ခုကတော့ကျွန်တော်တို့ Muka ထုတ်ထားတဲ့ Muka BD200 Max လေးရှိပါမယ်ဗျဒါလေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကုတ်ဖတ်ကုတ်ဖြတ် live data တွေ actuation test တွေစုံလင်သွားပါဝင်တဲ့ပြင်သူ့ရဲ့ application ထဲမှာကျွန်တော်တို့ AI software လေးပါပါဝင်တဲ့စက်ကလေးဖြစ်ပါတယ်ဗျဒါလေးလည်းရှိပါမယ်ဗျဒါလေးကတော့ကျွန်တော်တို့ H2 ကထုတ်ထားတဲ့2026ခုနှစ်မှာထွက်ထားတဲ့ A30H လေးဖြစ်ပါတယ်ခင်ဗျဒါလေးကတော့ A30N နဲ့အလားတန်တူပါတယ်ခင်ဗျဒါလေးရဆိုရှင်လည်းကျွန်တော်တို့ကုတ်ဖတ်ကုတ်ဖြတ် live data တွေ actuation test တွေစုံလင်သွားရတဲ့အဆက်ကလေးဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုကတော့ကျွန်တော်တို့2026ခုနှစ်မှာအသွင်အသစ်နဲ့ပြောင်းလဲပြီးထွက်လာတဲ့ A30N kit လေးပါတယ်ခင်ဗျဒီမှာ A30N ကတော့လူကြိုက်များတဲ့စက်ကလေးဖြစ်ပါတယ်ခင်ဗျ2026ခုနှစ်မှာတော့သူတို့ software တွေကိုတော့ enhancement တွေတော့လုပ်ထားပါတယ်ခင်ဗျဒါလေးတွေဝယ်ယူခြင်းကျွန်တော်တို့ကားသုံးရန်ကုန်ဖုန်းနံပါတ်ဖြစ်တဲ့3993388443မှာဆက်သွယ်ယူဝယ်ယူနိုင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ